အကျွေးဒီစကလုံးအကြောင်းကျွန်တော်တို့သိထားတာတွေအားလုံးမှားနေတယ်ဆိုရင်ဘယ်လိုလုံးမလဲလူတွေစိုးအတွက်ကြတော့ချင်းငွေဆိုတာဒုက္ခရဲ့သင်္ကေတမဟုတ်ပဲစိတ်ခိုးတောင်မရင်နိုင်တဲ့ကျွဲဝချမ်းသာမှုကိုဖန်တီးပေးတဲ့တော်ချဖြစ်နေတယ်ဆိုရင်ကောဒီလိုရှင်းအောင်မညီသလိုချစ်နေတဲ့အကြောင်းအရာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်ဒီ US စာကြကြိုက်လိုက်ရင်နည်းနည်းတော့ထူးဆန်းနေတယ်မဟုတ်လို့လားလူများစုအတွက်အကျွေးဆိုတာဝန်ထုတ်ဝန်ပိုးတစ်ခုလေဒါပေမဲ့အရန်ကိုချမ်းသာတဲ့သူတွေကဘာမှာတော့ကစားပွဲရဲ့စီမင်းတွေကလုံးဝကိုပြောင်းပြန်ဖြစ်သွားတယ်ဒီတော့အကျွေးဆိုတဲ့အရာကဝန်ထုတ်ဝန်ပိုးတစ်ခုကနေအင်မတန်အစွမ်းထက်တဲ့ကိရိယာတစ်ခုအဖြစ်ဘလို့များပြောင်းလဲသွားလဲဆိုတာကိုကြည့်လိုက်ကြရအောင်သူထဲတွေရဲ့အကျွေးကဘာလို့ဒီလောက်တောင်ကွာခြားနေတာလဲဆိုတာကိုနားလည်ဖို့အရင်ဆုံးကျွန်တော်တို့အများစုရင်းနှီးကျွမ်းဝင်နေတဲ့အကျွေးမျိုးအစားကိုအရင်ကြည့်အောင်ဒါကတော့ဝယ်ပြီးတာနဲ့တံပိုးကျသွားတဲ့ကားတွေ critical အကျွေးတွေပြီးတော့အခွန်ဆောင်ပြီးသားကိုယ့်ရဲ့ဝင်ငွေနဲ့ပဲအဲ့ဒီချင်းငွေတွေကိုပြန်ဆက်နေတာတဲ့ဇာလာမျိုးပေါ့ဒါကိုဗန်ဒါရေးဆိုင်ရာခြာရဟတ်ထဲမှာပြေးနေရတယ်လို့မျိုးမြင်ရောင်ကြည့်လို့ရတယ်လာစာထုတ်တိုင်းအခွန်ဆောင်ပြီးလို့ကျန်တဲ့ငွေကအတိုးနှုတ်မြင့်တဲ့အကျွေးတွေဆက်ဖို့တော့ပဲဖြစ်နေရောအဓိကရည်မှန်းချက်ကဒီအခြေအနေကနေလွတ်မြောက်ဖို့ပဲငွေရင်းကိုကြည်အောင်ဆက်ဖို့ပဲစဉ်းစားနေရတော့ချမ်းသာဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးအဲ့ဒီခြာရကတော့လဲနေတော့ပဲဒါပဲအဲ့ဒီခြာရက်ပေါ်ကနေဆင်းနိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီမှာပဲအဓိကကွာခြားချက်ကြီးတစ်ခုကိုတွေ့ရမှာပါဒါကတော့ဝင်ငွေအပေါ်မူတည်ပြီးငွေချီတာနဲ့ကိုပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုအပေါ်မူတည်ပြီးငွေချီတာအဲ့ဒီနှစ်ခုကြားကအခြေခံကြားတဲ့ကွာခြားချက်ပါပဲတစ်ဖက်မှာကလာစာကိုကြည့်ပြီးချေတဲ့ချင်းငွေတွေအဒိုးနှုံကလည်းများသောအားဖြင့်မြင့်တယ်နောက်တစ်ဖက်မှာကျတော့ stock တွေအင်ချမ်မီတွေလိုတန်ဖိုးတက်နေတဲ့ပိုင်ဆိုင်မှုတွေကိုအာမခံထားပြီးချေတာအဒိုးနှုံကအများကြီးတက်တာတယ်ဆိုတော့လေချမ်းသာတဲ့သူတွေအတွက်ငွေချေတဲ့ဆိုတာဒုက္ခရောက်လို့လောက်ရတဲ့ကိစ္စမဟုတ်တော့ဘူးကိုယ်ပိုင်ဆိုင်မှုတွေကိုရောင်းစေလာမလို့ပဲငွေထုတ်သုံးနိုင်တဲ့ကိုယ်ပိုင် ATM စက်တလုံးလို့ထည့်သွားတာဒါဟာငွေဖြစ်လွယ်မှု liquidity အတွက်ပဲဒီလိုလေးမြင်အောင်ကြည့်လိုက်ဘဏ်ကဝင်ငွေဘယ်လောက်ရှိလဲလို့မေးမဲ့အစားဘာတွေပိုင်ဆိုင်ထားလဲလို့စပြီးမေးလာတဲ့အခိုက်အတန်းကောဒီမေးခွန်းလေးတစ်ခုပြောင်းလိုက်တာနဲ့ချင်းအရာလုံးကပြောင်းပြန်ဖြစ်သွားပြီးဗန်ဒါရေးလောကရဲ့ဖြစ်နိုင်ခြေကဘာတစ်ကြီးတစ်ခုကိုတကားဖွင့်ပြကြတယ်လို့ပါပဲအခုအရာအလုံးကိုပြောင်းပြန်လန့်ပြီးလိုက်ကအဓိကလို့ဝှက်ချက်ကိုရောက်လာပါပြီအခေပြညာချင်းဝိရင်ငွေရင်းကိုဘယ်တော့မှပြန်မဆက်ဘူးဆိုတဲ့ရွေချက်နဲ့တန်ပေါင်းများစွာချီယူနိုင်မယ်ဆိုရင်တော့ဟုတ်ပါတယ်ချမ်းသာတဲ့သူတွေကအတိအကျအဲ့လိုလုပ်နေကြတာပါဒါကအခွန်ရှောင်တာမဟုတ်ပါဘူးဒါဟာအခွန်လုံးဝကင်းလွတ်တဲ့ငွေသားကိုရရှိနိုင်အောင်တိစောက်ထားတဲ့မဟာဗျူဟာတစ်ခုပဲဖြစ်ပါတယ်ဒါဆိုလက်တွေ့မှာဘလို့လုပ်တယ်လေတဘိုးတရားရတော့တော်တော်လေးရိုးရှင်းတဲ့အဆင့်3ဆင့်ပဲရှိပါတယ်ပထမဆုံးတန်ဖိုးတက်နိုင်တဲ့ပိုင်ဆိုင်မှုတွေကိုတိစောက်ပါပြီးရင်လုံခြုံစိတ်ချရအောင်အဲ့ဒီပိုင်ဆိုင်မှုတန်ဖိုးရဲ့အစိတ်ပိုင်နည်းနည်းလေးကိုပဲခြေပါနောက်ဆုံးချက်ကတော့ချင်းငွေကိုအတိုးတက်တက်ပဲပေးချေသွားပြီးငွေရင်းကိုဘယ်တော့မှပြန်မဆက်ပဲအမြဲတမ်းဆက်ထားနိုင်အောင်စီစဉ်လိုက်တာပါဥပမာတစ်ခုပြောမယ်ဒေါ်လာတန်အားတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေရှိတယ်ဆိုပါတော့အဲ့ဒီအပေါ်မှာဒေါ်လာ10တန်းပဲချိလိုက်ရင်ဒါဟာ20% LTV loan to value အချို့ပဲရှိတာပေါ့ဘန်ဒေအတွက်တော့ဒါဟာအရန်ကိုစိတ်ချတဲ့အခြေအနေတစ်ခုဖြစ်ပြီးစွန့်စားရမှုအလွန်နည်းတယ်လို့သတ်မှတ်ပါတယ်ဒီအချက်ကိုထပ်ပြီးတော့အလေးပေးပြောပါစေဘာလို့လဲဆိုတော့ဒါကဒီမဟာဗျူဟာတစ်ခုလုံးရဲ့အိုမစ်ဖြစ်နေလို့ပဲချင်းငွေဒီဟာဝင်ငွေအဖြစ်သတ်မှတ်ခြင်းမခံရပါဘူးဆိုတော့ဒါဘာကိုဆိုလို့လဲနေထိုင်ဖို့သုံးဆွဲဖို့ယင်းနှမြုံနှံဖို့အတွက်ဒေါ်လာတန်မုံများစွာကိုထုတ်ယူသုံးဆွဲနိုင်ပြီးအဲ့ဒီပေါ်မှာအခွန်တပြားတစ်ချက်မှပေးစရာမလိုဘူးဆိုတဲ့အသေးပဲပါပဲအဲ့ဒီမှာမေးစရာမေးခွန်းတစ်ခုပေါ်လာပြီချင်းငွေတက်တန်းကုန်သွားတဲ့အခါဘာဖြစ်မလဲပိုင်ဆိုင်မှုတွေကိုရောင်းပြီးပြဆက်ရတော့မှလားအဖြေကတော့မဟုတ်ပါဘူးဒီနေရာမှာပဲ refinancing လို့ခေါ်တဲ့ပြန်လည်ငွေချေးခြင်းရဲ့စွမ်းအားကဝင်လာတော့တာပဲကဲရွေးချယ်စရာနှစ်ခုကိုရှင်းရှင်းလင်းလင်းထိုင်ချင်းကြည့်အောင်ပိုင်ဆိုင်မှုတွေကိုရောင်းပြီးအကျွေးဆက်လိုက်ရင်အရင်နေ့အပေါ်မြက်ခွန်တန်ဖောင်းများစွာပြီးဆောင်ရလိမ့်မယ်ဒါပေမဲ့ချင်းငွေကို refinance လုပ်လိုက်ရင်တော့အခွန်လည်းပေးစရာမလိုဘူးပိုင်ဆိုင်မှုတွေကလည်းဆက်ပြီးတန်ဖိုးတက်နေအောင်မယ်ပိုင်ဆိုင်ခွင့်ကိုလည်းဆက်ပြီးထိန်းထားနိုင်မှာပါဆယ်နှစ်အတွင်းမှာပဲပိုင်ဆိုင်မှုတန်ဖိုးကနှစ်ဆက်တက်လာတယ်ဆိုပါတော့ဒီတိုးတက်မှုကစာရွက်ပေါ်ကအမျက်သက်မဟုတ်တော့ဘူးဒါဟာဒီစက်ရန်တရားကြီးအတွက် long စာလို့ဖြစ်လာတယ်ဒေါ်လာအတန်း100တန်းနဲ့ပိုင်ဆိုင်မှုတွေနဲ့ဆိုရင်ချင်းငွေအောင်ကို refinance လုပ်နိုင်ရုံဒီမကဘူးပိုကြီးတဲ့ချင်းငွေအသစ်တစ်ခုကိုပါချက်ယူလို့ရသွားပြီအခွန်လွတ်ငွေကိုပိုပြီးရလာတာပေါ့ဒီတန်တရားကရမသွားဘူးပိုပြီးတော့ကြီးမားချေပြက်လာတယ်ဒါပေမဲ့ဒီတန်တရားကထာဝရလဲပတ်နိုင်မှာလားဒီနေရာမှာပဲဒီမှာစီမံခန့်ကြီးရဲ့နောက်ဆုံးအဆင့် end game ကိုရောက်လာပါပြီဒါဟာလူတယောက်ရဲ့တက်တန်းတစ်ခုတည်းကိုကြော်လွန်ပြီးတော့နောင်လာမဲ့မျိုးဆက်တွေအထိ
ကျွဲဝမှုကိုလက်ဆင့်ကမ်းနိုင်တဲ့မဟာဗျူဟာတစ်ခုဖြစ်ပါတယ် ဒီမှာ step up in basis လို့ခေါ်တဲ့အခွန်ဥပဒေရဲ့မယုံနိုင်လောက်အောင်အစွမ်းထက်တဲ့အချက်တစ်ချက်ရှိနေပါတယ်။ဒါကိုအခွန်ဆိုင်ရာ reset ခလို့တစ်ခုလို့မြင်ကြည့်လိုက်ပါ။လူတစ်ယောက်တည်ဆုံးတော့တဲ့အချိန်မှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးရဲ့မူလဝယ်ဈေးကိုဖျက်ပြီးလက်ရှိဈေးဝယ်တောင်းမှုနဲ့အစားထိုးလိုက်တာပါ။အဲ့ဒီတော့ဇက်ဆုနှစ်တင်နဲ့ချီပြီးစုပုံနေတဲ့အခွန်ဆောင်ရမယ့်အရင်အညီအမျက်တွေအားလုံးဟာမျက်လက်ပြလိုက်သလိုမျိုးချက်ချင်းပျောက်ကွယ်သွားရော ဒီဥမာကိုကြည့်လိုက်ရအောင်ဒေါ်လာ10 သန်းနဲ့ဝယ်ထားတဲ့ပိုင်ဆိုင်မှုတစ်ခုကဒေါ်လာ10 သန်းဖြစ်သွားတယ်အခဲ၍မတိဆုံးခင်ရောင်းလိုက်ရင်အမြက်6 သန်းအပေါ်မှာအခွန်ဆောင်ရမယ်ဒါပေမဲ့တိဆုံးပြီးနောက်အမွေဆက်ခံသူကြီးကရောင်းတဲ့အခါမှာတော့အဲ့ဒီ step up in basis ကြောင့်မူလတန်ဖိုးကို10 သန်းလို့သတ်မှတ်လိုက်ရောအဲ့ဒီတော့အခွန်ဆောင်ရမယ်အမြက်ကသူညာပဲဖြစ်သွားပါတယ်နောက်ဆုံးမှာတော့ချင်းငွေကိုဘယ်လိုရှင်းမလဲအမွေဆက်ခံရတဲ့ပိုင်ဆိုင်မှုတွေထဲကအစိပ်ပန်နန်းတဲ့လေးကိုအခွန်လွတ်ရောင်းချပြီးပေးဆက်လိုက်တယ်ပြီးတော့မျိုးဆက်တစ်ခုရဲ့ဌာနထိမ့်သိမ်းမှုတန်တရားဟာနောက်တစ်ချိန်အစ်စ်ကနေပြန်လဲဆက်တင်ပါတော့တယ်ဒါကကျွန်တော်တို့ကိုနန်းနေတဲ့မဲခွန်းတစ်ခုနဲ့ကြံရစ်စေခဲ့ပါတယ်ကျွန်တော်တို့ဟာစနစ်ထဲကပါနဲ့တဲ့အားနည်းချက်တစ်ခုကိုချမ်းသာတဲ့သူတွေအတွက်တည်တံ့လက်မြောက်ရလမ်းတစ်ခုကိုရှာတွေ့ခဲ့တာလားဒါမှမဟုတ်ဒါဟာဒီကဘာမှာပိုင်ဆိုင်မှုဆိုတဲ့အရာရဲ့တကယ်အသေးပဲကနေထူပေါ်လာတဲ့ယူတီတန်တဲ့အချိုးဆက်တစ်ခုပဲလားအဖြေကတော့ထင်တယ်လို့တော့မရိုးရှင်းတော့ပါဘူး